တတလုံးအကျွေးခံလာခဲ့ရတဲ့တမိုင်းတွေက အကြီးစားခြင်းများမိတ်ဆွေတို့တတလုံးအမှန်လို့ထင်ထားတဲ့အုံတော်ထဲကဒေတာတွေဟာတကယ်တော့ဂျင်းတွေဖြစ်နေရင်ကောတရုတ်ပြည်ကမဟာသတိုင်းကြီးကိုလာဘော်ကနေမြင်ရတယ်ဆိုတာကနေဘိုက်ကင်းစစ်တီတွေဦးကျိုးပါတဲ့အုတ်ထုတ်စောင်းနေဆိုတဲ့အထိတမိုင်းဆရာတွေရေးခဲ့တဲ့ဇလန်းတွေကကျွန်တော်တို့ကိုနှစ်ပေါင်းများစွာလှည့်စားထားခဲ့တာပါဒီဗီဒီယိုမှာတော့လူအများစုမှားယွင်းပြီးယုံကြည်နေခဲ့ကြတဲ့တမိုင်းလင်ရှစ်ခုရဲ့အမှတ်တရားကိုခွာပြခြင်းပါတယ်စိတ်ဝင်စားရဲဆိုရင်တော့ကျွန်တော်တို့တူလိုက်ပါလေ့လာဖို့အတွက်ဖိတ်ခေါ်လိုက်ပါစေမဟာသတိုင်းကြီးကိုလကဘာကနေမြင်ရတယ်ဆိုတဲ့ချင်းအာကာသတိုင်းကနေကြည့်ရင်ကဘာပေါ်မှာတကူတည်းသောမြင်ရတဲ့လူလုံးအဆောက်အုံကြီးကမဟာသတိုင်းကြီးပါဆိုတဲ့စကားဟာတမိုင်းတခြားအကြီးမားဆုံးနဲ့လူကြိုက်အများဆုံးမာကတ်တင်းချင်းတစ်ခုပဲဖြစ်ပါတယ်တကယ်တော့ဒီခက်တဲ့ကြီးဟာကြောက်ခဲတွေမြေကြီးတွေနဲ့တိဆောက်ထားတာမလို့ပတ်ဝန်းကျင်ရှုခင်းတွေနဲ့အယောင်အသွေးချင်းတထက်ထဲကျနေတာပါနာဆာရဲ့အဆိုအရဆိုရင်ကမ္ဘာလေထုပြင်မဲ့အနေပိုင်းကနေတော့မှရာတူတုတာယာလွန်းတဲ့နေမျိုးမှာပဲကတိကသက်မြင်ရတာဖြစ်ပြီးလာဘော်ကနေကြည့်ရင်တော့မိုင်မောင်းများစွာအကွာဝေးကသပင်တစ်ပင်ကိုလှမ်းကြည့်ရသလိုဘာမှမြင်ရမှာမဟုတ်ပါဘူးလို့သိရပါတယ်။ဒါပေမဲ့ဒီအချက်ကမဟာသတိုင်းကြီးရဲ့ခံညာမှုကိုရောကြမသွားစေပါဘူး။ခင်မီစက်ကရီယာတွေမရှိတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကတည်းကတောင်တန်းတွေခြောက်ကဘာတွေပေါ်မှာမိုင်မောင်း13000ကျော်ရှိလျအောင်တိဆောက်ခဲ့တဲ့ဒီဘီသူကလက်ရဟာတကယ်ကိုကဏ္ဍဝင်ဆန်လုံးပါလေ။ရန်သူတွေကိုကောက်ွယ်ဖို့တည်းမကပဲပိုးလမ်းမကြီးရဲ့ကုန်သွယ်မှုကိုထိချုပ်ဖို့နဲ့ဆက်သွယ်ရေးစနစ်တစ်ခုအနေနဲ့ပါအသုံးချခဲ့တဲ့ဒီမဟာသတိုင်းကြီးဟာအာကာသတိုင်းကနေမမြင်ရရင်တော့လူသားတွေရဲ့မစွန့်မနစ်တဲ့ဇွဲလုံးလားနဲ့စွမ်းဆောင်ရည်ကိုတော့ကဘာတီသွေးတက်သေးပြနေဦးမှာပဲဖြစ်ပါတယ်။ Loch Ness ရေနဂါးကြီးရဲ့တပ်ပုံစကော့တလန်ရဲ့အေးဆက်မှောင်မဲနေတဲ့ Loch Ness ရေကန်ကြီးထဲမှာရှေးအောင်တော်ဘာကြီးတစ်ကောင်ရှိနေတဲ့ဆိုတဲ့အချက်ဟာကဘာပေါ်မှာစိတ်ဝင်စားစရာအကောင်းဆုံးလှုပ်ဝက်ချက်တစ်ခုဖြစ်နေဆယ်စုနှစ်ပေါင်းများစွာမင်းမူခဲ့ပါတယ်။အထူးသဖြင့်1934ခုနှစ်မှာထွက်ပေါ်လာတဲ့ဓာတ်ပုံထဲမှာရေပင်ပေါ်ကိုလေပင်းရှည်ကြီးထွက်နေတဲ့တရဝါကြီးရဲ့ပုံရိပ်ဟာတကဘာလုံးကိုယူသွားအောင်ဖန်တီးခဲ့တာပါ။ဒီပုံတစ်ပုံကြောင့်ပဲသိပ္ပံပညာရှင်တွေစွန့်စားသွားလာသူတွေဟာရင်ကုန်သင်္ဘောတွေဆိုနာဆက်တွေကိုသုံးပြီးဒီရေနဂါးကြီးကိုနှစ်ပေါင်း60ကျော်ကြာအောင်အသေးအံရှောက်ပေးခဲ့ကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ဒီကဘာကျော်ဓာတ်ပုံကြီးဟာတမိုင်းမှာအောင်မြင်ဆုံးနဲ့အချိန်အကြာဆုံးပရန်ကြီးတစ်ခုဖြစ်နေကြတာပါ1994ခုနှစ်မှာတော့ဒါဟာလိန်ညာထားတာဖြစ်ကြောင်းပေါ်သွားခဲ့ပြီးတကယ်အမှန်တရားကတော့ကစားစရာရင်ကုန်သင်္ဘောလေးပေါ်မှာတစ်သားစားနဲ့ခေါင်းထုလို့တက်ထားတဲ့အယုတ်လေးတစ်ခုသာဖြစ်တယ်ဆိုတာပါပဲသတင်းစာတစ်ဆောင်ရဲ့အဆက်ခွဲမှုကိုခံခဲ့ရတဲ့လူစုကကဘာကြီးကိုလက်စားချေတဲ့နေနဲ့အကွက်ကြဂျင်းထည့်ခဲ့တာပါဒါပေမဲ့ဒီဒဏ္ဍာရီဟာစကော့တလန်အတွက်တော့ခီးသွွားလုပ်ငန်းကနေဒေါ်လာတန်ပေါင်းများစွာရှာပေးနိုင်ခဲ့တာကြောင့်တမိုးရှိဆုံးဂျင်းတို့တောင်ခေါ်ရမှာပဲဖြစ်ပါတယ်ပီရမစ်ကြီးတွေကိုကျွန်တွေစောက်ခဲ့တာအီဂျစ်ပီရမစ်ကြီးတွေနဲ့ပတ်သက်လာရင်ကျွန်တော်တို့အားလုံးရဲ့ခေါင်းထဲမှာကျွန်ပေါင်း16000ကိုရာသီဥတုဆိုးရတဲ့ဂျားတဲကနေနေလန်းပြီးအတင်းကျပ်ခိုင်းစေခဲ့တာဆိုတဲ့ပုံရိပ်ကြီးကစွဲနေတတ်ပါတယ်ဟောလီဝုဒ်ရုပ်ရှင်တွေနဲ့ပုံမြင်တွေကလည်းဒီပုံရိပ်ကိုပို့ပြီးခိုင်မာပံ့ပိုးပေးခဲ့တာပါဒါပေမဲ့တကယ်တမ်းသမိုင်းအမှန်တရားကိုတူးဖော်ကြည့်လိုက်တဲ့အခါမှာဒါကျွန်တော်တို့ထင်ထားသလိုမျိုးငရေကန်းတစ်ခုမဟုတ်ပဲအံ့ဩစရာကောင်းတဲ့အမျိုးသားရေး project ကြီးတစ်ခုဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်တကယ်တော့ပီရမစ်ကြီးတွေကိုစောက်ခဲ့တာဟာကျွန်နေမဟုတ်ပဲအခါချင်းငွေရတဲ့ကျွမ်းကျင်လုပ်သားတွေနဲ့လက်သမားတွေပဲဖြစ်ပါတယ်ရှေးအောင်သူတေသနပညာရှင်တွေရှာဖွေတွေ့ရှိခဲ့တဲ့လုပ်သားမျိုးတော်ရဲ့မှတ်တမ်းတွေအဒီလူတွေဟာပီရမစ်အနီးမှာအတီကျနေထိုင်ခွင့်ရခဲ့ကြပြီးအာဟာရပြည့်ဝတဲ့အမဲသားစိတ်သားနဲ့ဘီယာတွေကိုတောင်နေ့စဉ်ရရှိခဲ့ကြတာပါပို့ပြီးအံ့ဩဖို့ကောင်းတာကဒီလူသားတွေအတွက်အကောင်းဆုံးစိတ်ကူးသားမှုတွေပေးခဲ့တဲ့အထောက်အထားတွေပြင်သူတို့တည်ဆုံသွားခဲ့တဲ့အခါမှာလည်းဖာရိုဘီယန်တွေရဲ့ပီရမစ်အနီးမှာပဲဂုံတည်ရှိစွာနဲ့မြုပ်နှံပေးခဲ့ကြတာပါဒါဟာကျွန်တွေအတွက်ဘလို့မှမဖြစ်နိုင်တဲ့အခွင့်အရေးမျိုးမို့ပီရမစ်ကြီးတွေဆိုတာအီဂျစ်လူမျိုးတွေရဲ့စူပေါင်းအင်အားနဲ့ဤပညာအစဉ်တိုင်းကိုပြသခဲ့တဲ့မန်တက်ဆရာပြရုပ်ကြီးသာဖြစ်ပါတော့တယ်။စုံမတွေကိုမီးရှို့တက်ခဲ့တဲ့စေလံမျိုးစေလံမှာစုံမတွေကိုမီးရှို့တက်ခဲ့တာဆိုတဲ့စကားဟာတမိုင်းအမှားတွေထဲမှာအတော်လေးကိုနာမည်ကြီးတဲ့ဒရမာဇလန်းတစ်ပုဒ်ပါ1962ခုနှစ်ကအမေရိကန်နိုင်ငံမက်ဆာချူးဆက်ပြည်တွေကစေလံမျိုးလေးမှာဖြစ်ပွားခဲ့တဲ့စုံမအမဲလက်ပွဲအကြောင်းကိုစဉ်းစားလိုက်ရင်ကျွန်တော်တို့မျိုးလုံးထဲမှာတိုင်မာချီပြီးမီးရှို့ခံနေကြရတဲ့မင်းပြိုလေးတွေကိုပဲပြင်းမြင်ကြမှာပါဒါပေမဲ့တကယ်တမ်းမှာတော့ဒါဥရောပကအလေးထားတွေနဲ့ရောထွေးသွားတဲ့သမိုင်းအရွယ်တစ်ခုသာဖြစ်ပါတယ်တကယ်တမ်းအမှန်တရားကတော့စေလံမျိုးကစုံမလို့ဆွဆွဲခံရသူတွေကိုတရားမှမီးရှို့မတတ်ခဲ့ပါဘူးအဲဒီခေတ်တုန်းကအင်္ဂလိပ်ဥပဒေပညာအရ
စုံတက်လိုက်စားသူတွေကိုတေတံပေးရင်ကျိုးခွင်းစွတ်တာကိုပဲအဓိကသုံးခဲ့တာပါမှတ်တမ်းတွေကလူပေါင်း200ကျော်ဆွဆွဲခံခဲ့ရပြီး19ယောက်တေတံပေးခံခဲ့ရပေမဲ့အားလုံးဟာကျိုးစင်ပေါ်မှာပဲအသက်ပြောက်ခဲ့ကြတာပါထူးခြားချက်အနေနဲ့တယောက်ကတော့အပြစ်ရှိကြောင်းဝေမခံလို့ကြောက်တုံးကြီးတွေနဲ့ဖိသက်တာကိုခံခဲ့ရပါတယ်ဒါကြောင့်စေတံအကြောင်းပြောရရင်မီးတောက်တွေအစားကျိုးခွင်းတွေကိုပဲပြင်းမြင်ဖို့လိုပါလိမ့်မယ်လူနဲ့မြောက်ကြားကမစ္စည်းလင်တမိုင်းမှာသိပ္ပံပညာရှင်ကြီးတွေကိုပါအကြီးကျယ်မြတ်လဲပြသွားခဲ့တာကတော့ Pitch Downman ဆိုတဲ့ဇာတ်လမ်းပါလူသားတွေဟာမြောက်ဝင်တွေကနေဆင်းသက်လာတဲ့ဆိုတဲ့ theory မှာလိုအပ်နေတဲ့လူနဲ့မြောက်ကြားကပျောက်ဆုံးနေတဲ့အဆက်တွေကိုရှာတွေ့ပြီးဆိုပြီး1912ခုနှစ်မှာတကမ္ဘာလုံးဟိုးလေးကြော်ကြော်ဖြစ်သွားခဲ့ပါတယ်ပြည်တင်က Pitch Down ဆိုတဲ့ရွာလေးမှာရှာတွေ့ခဲ့တဲ့ဒီဥကောင်းခွာဟာလူအုံနောက်လို့ကြီးပါပြီးမြောက်ဝင်ရဲ့မေးရိုးမျိုးရှိနေတာကြောင့်ဒါဟာလူသားမျိုးနွယ်ရဲ့အစာအုပ်ပဲလို့လူတိုင်းကတည်းကယုံကြည်သွားခဲ့ကြတာပါဒါပေမဲ့ဒီအမှန်တရားကြီးဟာ40နှစ်အကြာ1953ခုနှစ်မှာတော့တမိုင်းမှာအရှက်ရဆုံးသိပ္ပံလေးလံမှုကြီးဖြစ်နေပေါ်ထွက်လာခဲ့ပါတယ်တကယ်တော့ဒီဇလန်ဟာတဘာဝကဖန်တီးခဲ့တာမဟုတ်ပဲလူတစ်ယောက်ကစနစ်တကျနဲ့လှုပ်ကြံဖန်တီးထားတဲ့အယိုးစုကြီးဖြစ်နေတာပါခေတ်သစ်လူသားရဲ့ဥကောင်းခွန်နဲ့အိုရန်ကူတန်မြောက်ဝင်ရဲ့မေယိုးကိုယူသွားတွေကိုလူနဲ့တူအောင်ပြုပြင်ပြီးတော့မြေကြီးထဲမှာကြာနေခဲ့တယ်လို့မျိုးရှေးအောင်အရာပေါက်တော့ဓာတ်လူစိတ်ရည်နဲ့ဆိုပြီးမြုပ်ထားခဲ့တာပါဒီကျင်းဟာဘလောက်တော့ပိုင်နိုင်တယ်လဲဆိုရင်ကဘာကျော်သိမ့်မဲ့ပြန်ရှင်ကြီးတွေတော့မှဆယ်စုနှစ်၄ခုစာလောက်မျက်စိမိတ်ယုံကြည်ခဲ့ရတဲ့အထိပါပဲဦးချိုပါတဲ့အုတ်ထုံနဲ့ဘိုက်ကင်းတွေလို့ပြောလိုက်တာနဲ့ကျွန်တော်တို့မျိုးလုံးထဲမှာအရဲရှိရှိကြက်သားဗလာတောင်းတောင်းနဲ့ဦးချိုကြီးကြီးတွေပါတဲ့တန်အုတ်ထုဆောင်းထားတဲ့စစ်တီတော်ကြီးတွေကိုတမ်းမြင်ကြပါဒါဟာရုပ်ရှင်တွေဂိမ်းတွေနဲ့ကာတွန်းတွေကနေစဉ်ကျွန်တော်တို့အုံနောက်ထဲကိုရိုက်သွင်းထားတဲ့ပွဲကြီးတစ်ခုပေါ့ဒါပေမဲ့စင်ပကောင်းစွာနေပဲအမှန်တရားကိုပြောရရင်တော့ဘိုက်ကင်းစစ်တီတွေဟာသူတို့ရဲ့အုတ်ထုပေါ်မှာဘယ်တော့မှဦးချိုတွေတက်မဆောင်ခဲ့ကြပါဘူးတကယ်တမ်းစဉ်းစားကြည့်မယ်ဆိုရင်လေတိုက်ပွဲထဲမှာဦးချိုရှင်ကြီးတွေပါတဲ့အုတ်ထုဆောင်းထားတာကကိုလာတက်တာပါလို့ဖိတ်ခေါ်နေတယ်လို့ပါပဲရန်သူကအဲ့ဒီဦးချိုကနေကြိုင်ပြီးလွှတ်ပစ်လို့ရတယ်လို့ကိုယ့်ရဲ့လက်နဲ့တင်ညီပြီးတော့မှအန်ရများလာပါတယ်တကယ်တော့ဘိုက်ကင်းတွေဟာခေါင်းကိုအပြည့်အဝကာကွယ်နိုင်မဲ့တန်ခမောက်အဝိုင်းဒါမှမဟုတ်ရင်တရေအုတ်ထုရိုးတွေကိုပဲသုံးခဲ့ကြတာပါဒါဆိုရင်ဒီဦးချိုတွေကဘယ်ကနေရောက်လာတာလဲဒါ19ရာစုတုန်းကဆွီဒင်ပကြီးစီယာရီရဲ့နာမည်ကျော်အော်ပရာကပြက်စက်တွေကဘိုက်ကင်းတွေကိုပို့ပြီးကြောက်စရာကောင်းအောင်ပို့ပြီးဒရမာဆန်အောင်ဖန်တီးခဲ့တဲ့ဒီဇိုင်းသက်သက်သာဖြစ်ပါတယ်အနည်းကျော်ရမယ်ဆိုရင်တော့ဘိုက်ကင်းတွေဟာရိုင်းဆိုင်တဲ့ဦးချိုဆောင်ဘလူးတော်ဝါတွေမဟုတ်ပဲကျွမ်းကျင်တဲ့သင်္ဘောသားတွေနဲ့စစ်ပြူရာရှင်တွေသာဖြစ်ခဲ့ကြတာပါသူရဲကောင်းတဲ့တန်ချက်ကဝစ်စုံအလေခစ်ကနိုင်သူရဲကောင်းတွေလို့ပြောလိုက်ရင်တန်ချက်ကဝစ်စုံကြီးကအရန်လေးလို့မြင်းမော်တက်ရင်တရားရောက်ကမတင်ပေးရတယ်ဒါမှမဟုတ်ရင်တခါလေးကျသွားရင်လေကြီးတို့ပြန်မထနိုင်တော့ဘူးဆိုတဲ့အယူအဆတွေကလူပြောများဆုံးတမိုင်းချင်းတွေတဲကတကူပါဒါရုပ်ရှင်တွေထဲမှာသူရဲကောင်းတွေကိုပို့ပြီးပုံကြီးချက်ချင်လာရင်ဒါမှမဟုတ်ရင်နောက်ပိုင်းခေတ်တွေကလူတွေအတွက်အရင်ခေတ်တုန်းကလူတွေကိုငတုံးတွေလို့ထင်ကြကြတာရဲ့ကြောင့်ဖြစ်လာတဲ့အမှားတွေပဲဖြစ်ပါတယ်တကယ်တမ်းအမှန်တရားကတော့ဒီတန်ချက်ကဝစ်စုံရဲ့အလေးချိန်ဟာ25ကီလိုကနေ30ကီလိုဝန်းကျင်ပဲရှိနေကြတာပါဟာလေးတာပဲလို့ထင်ရပေမဲ့ဒီအလေးချိန်ဟာတကူလုံးမှာမျှဝေထားတာဖြစ်လို့ဝေထားတဲ့သူတွေအခက်အခဲသိမရှိပါဘူးခေတ်သစ်စစ်သားတယောက်ထိုင်ရတဲ့ကြောပိုးအိတ်နဲ့စက်ပစ္စည်းတွေကဒီထက်တောင်ပိုလေးပါသေးတယ်အဲဒီခေတ်တုန်းကသူရဲကောင်းတွေဟာဒီဝိစုံကြီးတွေဝစ်ပြီးပြင်းနိုင်လွှားနိုင်ကခုန်နိုင်တယ်လို့မြင်းမော်ကိုလည်းကုပစာကိုခုန်တက်နိုင်ကြပါလိမ့်ဒါဟာသူတို့ရဲ့အသက်ကိုကာကွယ်ပေးတဲ့ဝိစုံကြီးတွေဖြစ်တာမလို့လှုပ်ရှားလို့မရအောင်တော့ဘယ်ဖိသူကာကမှမမဲ့မဲနဲ့ဒီဇိုင်းဆွဲမှာမဟုတ်တာကတော့သိကြပါလိမ့်ဒါတွေအားလုံးကတော့အတောင်းလိုက်အကျွေးခံခဲ့ရတဲ့တမိုင်းတွေကဂျင်းကြီးပါပဲဒီချင်းထဲမှာမိတ်ဆွေကဘယ်နှခုလောက်မေးခဲ့ဘူးပါလဲအဖြစ်လေးကိုကွန်မန့်မှာမျှဝေပေးသားလို့ရပါတယ်ဒါမှမဟုတ်ရင်အခြားသိကျင်တဲ့တမိုင်းချက်တွေရှိသေးရင်လည်းပြပြပေးပါဦးကျွန်တော်ထပ်ပြီးရှာဖွေပေးပါမယ်အခုတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုထူပဲကျေးဇူးတင်ရှိပါတယ်ဒီထက်ပိုကောင်းမွန်တဲ့အကြောင်းအရာတွေကျွန်တော်ပြန်လာခဲ့ပါဦးမယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်